အခုဒီကိုရတော့တင်ခန်းစာတွေမှာပေါ့နော်ကျွန်တော်ဒီပင်နံတစ်လုံးကိုဘယ်လိုဆွဲမလဲပေါ့ပင်နံတစ်လုံးကိုဘယ်လိုဆွဲမလဲဆိုတာကိုကျွန်တော်တို့အစမ်းလေးဆွဲပြပေးပြန်ပေါ့နော်အဲ့တော့ကျွန်တော်ပင်နံဆိုတော့အလုံးလာမယ်အဲ့တော့ကျွန်တော်စက်ဝိုင်းတစ်ခုခေါ်လိုက်မယ်စက်ဝိုင်းကိုကျွန်တော်တို့ကထားပါတော့50 မီလီပေးလိုက်မယ်ပေါ့နော်50ပြီးလိုက်မယ်အဲ့ဆိုရင်ဒါက50ရှိတဲ့စက်ဝိုင်းတစ်ခုရသွားပြီအဲ့တော့စက်ဝိုင်းနဲ့တူတူကျွန်တော်တို့ဘာထပ်ပြီးတော့လုပ်မလဲဆိုတော့အသွားအထက်လုပ်မယ်ပေါ့နော်အသွားထပ်လုပ်တာဆိုတော့အသွားကိုဒီလိုလေးပုံစံပေါ့ဆွဲလိုက်မယ်ပြီးရင်သူ့ကိုစင်တာလိုင်းမှာထားပေးမယ်စင်တာမကြသေးဘူးအဲ့တော့ကျွန်တော်ကဒီကtools တွေကိုရွေးမှန်ဖို့လဲလိုတယ်စံနာကြတော့ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအသွားလေးကကျွန်တော်ကချွန်ဖြစ်နေသေးတယ်ပေါ့နော်အဲ့ကောင်ကို select ပေးပြီးတော့ဒီချွန်ပြင်မယ်ဆိုတော့သူ့ကို right click ပေးလိုက်ပြီးရင် convert to curve လုပ်လိုက်မယ် curve လုပ်ပြီးတော့ဒီ tool လေး after ပေါ့နော်ဒီ tools လေးနဲ့ curve ကိုကျွန်တော်ပြင်မယ်ပေါ့အဲ့ဒါမှပြင်ခြင်းဒီလိုလေးပြင်မယ်ပေါ့ဒီကောင်ကိုလည်းကျွန်တော်ဒီလိုလေးပြင်မယ်ဟုတ်ပြီအဲဆိုတော့ကျွန်တော်တို့ဒီမှာမစိုးဘူးเนาะခြုံလေးတော့ဖြစ်သွားပြီအဲ့တော့ dose ပြောင်းလိုက်မယ်ဒီကောင်နည်းနည်းလေးပေါ်တက်ပြီးလိုက်မယ်အဲ့ဒါအဆန်းဆွဲပြလာဆိုညီချင်းမှလည်းညီမယ်ပေါ့เนาะကျွန်တော်တို့တခြားဆွဲတဲ့ခါကျရင်တော့ညီအောင်ဆွဲရမယ်ပေါ့เนาะအဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာတစ်ချောင်းထွက်သွားပြီဆိုလို့ရှိရင်သူကဒီဝန်းကြီးကိုပတ်မှဖြစ်တဲ့ကြောင့်သူ့စန်တာကိုတစ်ထက်တည်းကြောက်အောင်လုပ်ပေးမယ်အဲ့တော့စန်တာခွဲမယ်ဆိုလို့ရှိရင်ပထမဒီကောင်ဆက်လက်ပေးမယ်ချစ်ချစ်ကဖြစ်နေတဲ့စန်တာအဲ့ချစ်ချစ်ကကိုပဲတစ်ချက်ပေးလိုက်ရင်စဝိုင်းဖြစ်သွားရင်အဲ့စဝိုင်းအောင်ကျွန်တော်ယူခဲ့ရွှေ့လို့ရတယ်စဝိုင်းအောင်ပဲရွှေ့လို့ရပါတော့ဟုတ်ပြီအဲ့တော့စဝိုင်းအောင်ပဲရွှေ့ရမလဲဆိုတော့ဒါဆိုလည်းခုလုံးပါလာတယ်စက်ဝိုင်းကိုဒီမှာရှိတဲ့စက်နာမှာတော့ရွှေ့ပြလိုက်ဒါဆိုရင်ဒီအချုံလေးရဲ့စက်တာဒါဖြစ်သွားတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီမှာအသွားဘယ်နှခုလောက်ထည့်ခြင်းလဲပေါ့နော်ဒီနမူနာမှာတော့ကျွန်တော်အသွား50ထည့်ထားတယ်ဗျဒီမှာလည်းကျွန်တော်50တစ်ချက်ထည့်ကြည့်အောင်တော့ဟုတ်ပြီဒီမှာညာဘက်ချက်မှရှိတဲ့ဒီ box ထဲမှာဒီ transformation ပေါ့နော်မပိုင်တဲ့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ဒီမှာ transformation ရှာလို့ရတယ်ပေါ့နော်အဲဒီထဲမှာကျွန်တော်တို့ rotate တို့position တော့အများကြီးရှိတယ်အဲ့တော့ဟုတ်ပြီ transformation မှာကျွန်တော်တို့ B ကိုထုတ်မယ်အဲ့ဒါကြောင့် B option ကိုရွေးပေးမယ်ပြီးရင်copy ပေါ့နော်ဒီကောင်ကိုဘယ်နှခုပွားမလဲပေါ့ကျွန်တော်အခု50ပွားမယ်လို့ကျွန်တော်ရေးထည့်ထားတယ်အဲ့တော့အခု50ဟုတ်ပြီအခု50ကျွန်တော်အဲ့ဒါကို degree ဘယ်လောက်စောင်းမလဲသူတို့ degree ပေါ့နော်ကျွန်တော်3 degree နဲ့စောင်းပြီးတော့ apply တစ်ချက်လုပ်ကြည့်လိုက်မယ်ဒါဆိုရင်ဒီနောက်မှာပဲလဲသွားတယ်ဗျဒါဆိုလို့ရှိရင်သူ့ရဲ့ center မှားနေလို့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော် control Z နှိပ်ပြီးတော့နောက်ပြန်ထွက်မယ်ဆိုရင်သူ့ရဲ့ center ကြည့်လိုက်ဒီမှာ center မှားနေ center ပြန်ပြီးတော့စစ်ရမယ်အဲ့တော့သူ့ရဲ့ center ကိုပြန်ရှာ center တက်ဒီမှာသူ့ရဲ့ center ကိုထားပြီးဆိုရင်3 degree နဲ့အခု50 apply လုပ်ကြည့်လိုက်အဲ့ဆိုရင်အသွားကကျွန်တော်ဘယ်လောက်ဖြစ်နေလဲဆိုတော့အသွားအရင်စိတ်နှုံးနေဒီဂရီအရင်စိတ်နှုံးနေတော့အဲ့တော့ control Z ပြန်နှိပ်ပြီးတော့နောက်ပြန်ဆုပ်လိုက်မယ်အဲ့တော့3 degree ရများနေဆိုကျွန်တော်တို့ကသူ့ကို10 degree ပေးကြည့်မယ်10 degree 50အဲ့တော့ apply နှိပ်ကြည့်မယ်ဆိုရင်ဒီထိပြောင်းသွားတယ်ဒီမှာစတာကိုဒီထိပြောင်းသွားတယ်ဆိုတော့များသွားတယ်အဲ့တော့10 degree လည်းများနေဆိုတဲ့သဘောအဲ့တော့ control Z ကိုနှိပ်ကျွန်တော်နောက်ထပ်6လောက်ပဲပေးကြည့်မယ်6ကို apply နှိပ်ကြည့်မယ်ဒါဆိုရင်ရတော့မရောက်သေးဘူးเนาะဒါပေမဲ့အသွားလေးတွေကြည့်လိုက်အသွားလေးတွေတိတ်မလှဘူးဗျမလှတော့ကျွန်တော်တို့က copy ကိုနည်းနည်းတိုးပေးလိုက်မယ်ဥမာ60တိုးပေးလိုက်မယ်ဆိုရင်ဒါဆိုရင်တော့ဒီအမှတ်မှာပြန်ဆုံးသွားပြီတကယ်တော့ဒီမှတ်ကစတယ်ဒီမှတ်မှာဆုံးသွားရဆိုလို့ရှိရင်ဒါလုံးဝတဘာဝကျတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ shape ကပင်နေရလို့ယူဆတော့မရတဲ့ပုံစံမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ဒီထိတ်မှရှိတဲ့အသွားထိတ်ကအကွာဝေးနဲ့ဒီကြားမှာရှိတဲ့အကွာဝေးနဲ့ထပ်တူနီးပါးတော့ကြာနေမှာပုံကလှမှာအဲ့တော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ Ctrl Z နှိပ်ပြီးတော့ဖြားလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီဂရီကိုနည်းတိုးမလားရှော့မလားပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီဂရီကို9ပဲထားမယ်ဒါကိုကျွန်တော်60နဲ့4လောက်ပေးလိုက်မယ်ဆိုရင်ဘယ်လိုထွက်မလဲပေါ့နော်ဒါဆိုရင်ဒီမှာအသွားလေးပဲကြည့်လိုက်ဒီအသွားထိတ်အကွာဝေးနဲ့ဒီကြားအကွာဝေးနဲ့ကမတိမ်မင်းဖြစ်သွားပြီမတိမ်မင်းဖြစ်သွားပြီဒါပေမဲ့အခုကြီးကကျတော့လိုနေသေးတယ်အဲ့တော့ဟုတ်ပြီအခုကြီးလိုနေသေးတော့ Ctrl Z နှိပ်ပြီးပြန်ပြီးတော့ဖြတ်မယ်တကယ်တော့ဒါကိုကတွက်ယူရမယ်အနေထားပေါ့နော်ကျွန်တော်တို့လာမယ်ဆိုရင်ဒီဇိုင်းတွေက add အားပြီးသားတွေလာမှာဖြစ်တဲ့ကြောင့်အသွားရည်တယ်ကျွန်တော်တို့ခံမှန်းကြတော့မလို့ပေါ့နော်ဒါပေမဲ့စားကြည့်လိုက်ရင်သိတယ်360ကိုကျွန်တော်တို့အသွားရည်ဘယ်လောက်ထည့်မလဲစားကြည့်လိုက်ပေါ့နော်360ကိုအသွား50ထည့်မယ်ဆိုလို့ရှိရင်50နဲ့စားလိုက်အဲ့ဒါဆိုရင်ဘယ်လောက်ဒီဂရီဆိုတာပေါ်လာလိမ့်မယ်အခုကျွန်တော်တို့ကဒီ360ထဲမှာဒီမှာ calculator ကိုင်လိုက်မယ်360ဒါစောင်းဝိုင်းတစ်ပတ်လေအလောက်အစားကျွန်တော်အခုဒါပေါ်တော့အလောက်အောင်80ထည့်လိုက်မယ်ဆိုရင်5.1428ပေါ့နော်5.14အဲဆိုရင်ကျွန်တော်ကဒါ calculation နဲ့တွက်မယ်ဆိုရင်5.1428ဒီကောင်ကို60ထည့်မှာဖြစ်တဲ့ကြောင့်60ဟော80နဲ့ဆိုတော့ဒါဆိုလို့ရှိရင်လုံးဝကြည့်လိုက်အသွားရဲ့ထိတ်အကွာဝေးနဲ့ဒီအကွာဝေးနဲ့လုံးဝတက်လိကြသွားရင်ဘေးကိုတစ်ချက်ထောက်မယ်ကျွန်တော်တို့ဒီတစ်ခုလုံးကိုဆက်လက်ပေးမယ်ဆက်လက်ပြီးရင်ဒီမှာ option တစ်ခုပေါ်လာပြီ combine option ပေါ့နော် combine option ကိုနှိပ်ပြီးလိုက်ရင်ကျွန်တော်တို့ကလုံးဝလှတဲ့ဒါမျိုးခွေးသောစိတ်လေးတွေဂီယာသွားလေးတွေရပြီအဲ့တော့ဟုတ်ပြီကျွန်တော်ကဂီယာသွားရပြီအဲ့တော့သူ့မှာ shape ဆိုတာရှိရတယ် shape ကိုကျွန်တော်တို့ဘယ်လောက်ထားမလဲပေါ့နော် shape ကိုဘယ်လောက်ထားမလဲကျွန်တော်တို့က5 milli shape နဲ့လာတာရှိတယ်8 milli shape တွေလာတာရှိတယ်3 milli shape တွေလာရှိတယ်ဒီမှာတော့ကျွန်တော်5နဲ့ပဲဆွဲပြရပေးမယ်5 milli shape ဆိုရှိတယ်ဒီဝင်ရိုးမှာလည်းစွတ်မယ်ပေါ့နော်အဲ့တော့အခါကိုကျွန်တော်ဒီမဲ့5 milli ပတ်လည်းရှိရလေးခုကျွန်တော်ဆွဲလိုက်ပြီးဆွဲလိုက်ပြီးရင်ဒါကိုတမန်ကြဆိုလို့ရှိရင်ဒီလိုကြီးသွားထားမှာပေါ့နော်ဒီမှာဒီလိုစားပြီးစန္ဒာရှာလိုက်ပြီးချရတယ်လည်းရတယ်အဲ့တော့ shortcut ကလေးတွေသုံးတာပိုကောင်းတယ်ခါကျရင်ဒီကောင်တစ်ခုလုံးနှစ်ခုပေါင်းပြီးတော့ဆက်လက်ပြီးရင် C ရဲ့ E ရဲ့ပေါင်းနေလိုက်လို့ရှိရင်စန္ဒာကျသွားလိမ့်မယ်ဒါရင်လုံးဝစန္ဒာဖြစ်သွားပြီဟုတ်ပြီအဲ့လောက်ကိုကျွန်တော်တို့ laser set တွေထည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကို file နဲ့နေပြီးတော့ save လုပ်မယ် save file cs လုပ်လိုက်မယ် cs မှာ laser set တွေကြိုက်ကြတော့ svg ဖြစ်တဲ့ကြောင့် svg ထားမယ်နာမည်တစ်ခုပေးမယ်ပေးပြီးတော့ save လိုက်မယ်ဆိုလို့ရှိရင်ဒါ save ပြီးသား save လိုက်ပြီးသားဖြစ်သွားပြီဒါဆိုလို့ရှိရင်ဒါ laser set တွေထဲမှာဆွဲထားတဲ့အတိုင်း diameter အမှန်ထွက်တဲ့ format နဲ့ save လိုက်တာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ခွေးသောစိတ်လေးတစ်ခုကိုဘယ်လိုဆွဲမလဲဆိုတာကိုကောင်းကောင်းဆွဲတတ်သွားမယ်လို့ပြောလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။